ကိုသူတို့နဲ့ဆက်ဆံကြည့်မှာလုံးလုံးနောင်တာရလာတဲ့ဘာမဟုတ်တဲ့ပြဿနာမျိုးမှာမင်းလောက်သဘောတော့မချီကြပါလားကွယ်အိမ်မှာတမင်စားရတာမကောင်းလို့အပြင်မှာဝယ်စားကြည့်တဲ့အခါဆိုင်ကရောက်တဲ့တမင်နဲ့ဟင်းဟာမင်းချက်တဲ့ဟင်းလောက်မကောင်းဘူးမင်းလောက်ကိုမသူမကောင်းဘူးမြေပြောင်းထဲတာကိုတွေ့ကောင်းနေတော့မင်းလောက်ကိုမသူမကောင်းဘူးကိုရဲ့ကြောင့်မင်းမဲ့တည်တယ်ကိုရဲ့ပြင်ကမင်းမဲ့ခွင်လို့တတ်သူရှိကောင်းလို့အိပ်ရာထဲမှာကိုတယောက်တည်းအားငယ်နေဝေယဝိသမျိုးလို့ကိုပေါ်ဘသူမှပြုစုမပေးဆက်ဆံကြည့်မှာအလုံးလုံးနောင်တာရလာတဲ့ဘာမဟုတ်တဲ့ပြဿနာမျိုးမှာမင်းလောက်သဘောထားမချီကြပါလားခွဲအိမ်မှာတမင်စားရတာမကောင်းလို့အပြင်မှာဝယ်စားကြည့်တဲ့အခါဆိုင်ကရောက်တဲ့တမင်နဲ့ဟင်းဟာမင်းချက်တဲ့ဟင်းလောက်မကော